ယူရောက်တော့ဘာဖြစ်လဲဆိုတော့စိတ်ထဲမကောင်းတော့ဘာလို့စိတ်ထဲမကောင်းလာလဲဆိုတော့အော်လို့ငါဒါယူငါခုမှသိရလားဆိုပြီးစိတ်ထဲမကောင်းတော့ဒီမှာကြည့်ဒါဆိုရင် Baden 4ဆိုအကုန်လုံးစိုးအောင်ဝိုင်းဒီမှာ Baden 5ဆိုလဲအကုန်စိုးအောင်ဝိုင်းဒီမှာဆိုရင်လဲ Baden 6အကုန်လုံးစိုးအောင်ဝိုင်းဟိုမှာကြံတာဆိုလို့3နဲ့2နဲ့နည်းနည်းပါးလေးပဲကြံတော့တယ်ဗောနော်အဲ့တော့ဒီ information ကိုဘာလို့ကျွန်တော်နောက်မှပြောရတယ်လဲဆိုပြီးတော့ဒီနေ့ကိုသူရအောင်ကျွန်တော်ပြဿနာရှာမှာဖြစ်ပါတယ်။တော့ကျွန်တော်တို့ဒီကြားလို့ရှိရင်ကျွန်တော်တို့အတူတူတွေ့မယ်ဘာလို့ဆိုကျွန်တော်လက်ဒီမှာနေမှာဆိုတော့လေဒီဟာလေးကို share wall လို့ခေါ်တယ်နော် general knowledge ပြောပြတာနောက်ကြလို့ရှိရင်ကွန်ဒိုတွေဘာတွေသွားဝါတော့မယ်ဆိုရင်အကျန်းနဲ့သွားကြည့်အဲ့ဒါကအကောင်းဆုံးပဲ။ကဲညီကောင်မောင်နှမများအားလုံးပဲမင်္ဂလာပါကျွန်တော်မင်္ဂလာဆောင်ပြီးနေဖို့အခန်းလေးတစ်ခန်းတော့မဟုတ်ဘူးနော်ကျွန်တော်ကွန်ဒိုလိုက်ရှာနေတာကျွန်တော်အခုကွန်ဒိုတွေ့ပြီဆိုတော့အဲ့ဒီကွန်ဒိုကိုကျွန်တော်လိုက်ပြီးတော့ပြပေးမယ်အဓိကကျွန်တော်ဒီကောင်မတွေ့ခင်မှာလဲကျွန်တော်ရှေ့မှာအများကြီးကျွန်တော်လိုက်ပြီးတော့ရှာတယ်ပေါ့ဗျာဒီကလိုက်ပြီးရှာတဲ့အထဲမှာတာမန်ထက်ဟိုဓာကြီးပဲဗျာသိတယ်မဟုတ်လားဒီဟာလဲဓာပဲ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 ကျွန်တော်သိပြီးတော့ attraction သိပြီးတော့မဖြစ်ဘူးကျွန်တော်ဒီဟာကိုကျွန်တော်လိုက်ကြည့်တဲ့အချိန်မှာကျွန်တော်ကို attraction ဖြစ်တဲ့အချက်တွေအများကြီးရမှာကျွန်တော်တစ်ခုသုံးခုလောက်ကျွန်တော်ပြပြမယ်အဲ့ဒါကနံပါတ်1ကကျွန်တော်တို့အားလုံးစိတ်ဝင်စားတဲ့ installation ဟုတ် installment နော်ငွေပေးချေမှုစနစ်ကဒီမှာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နောက်တစ်ခုကကျွန်တော်တို့ကွန်ဒိုဆိုရင်ဘာဖြစ်လဲဆိုတော့ငလျင်တန်လေးကျွန်တော်မန္တလေးငလျင်မှာလည်းအားလုံးကအဲ့မှာ lesson တွေကလူတိုင်းရဲ့ခေါင်းထဲမှာဆွဲနေတာဆိုတော့ကျွန်တော်အဲ့ဒါကိုလည်းထည့်သွင်းစဉ်းစားတဲ့အခါမှာဒီကောင်ရဲ့ foundation ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါကိုလည်းကျွန်တော်ပြောလို့ရှိရင်အရှိကိုသူရနဲ့ကျွန်တော်ချိန်ထားတယ်ကျွန်တော်အဲ့ဒီဟာလေးလည်းထပ်ပြီးတော့ပြောပြပေးမယ်ကျွန်တော်သိတာနည်းနည်းနောက်ကျတယ်လို့ပြောလို့ရရှေ့မှာကျွန်တော်လိုက်ကြည့်တာအများကြီးရှိတယ်ဆိုတော့အဲ့ဒီဟာတွေလည်းတစ်ခုမှစိတ်ထဲမကြောက်အခုဒီရောက်တော့မှဟာလို့ကျွန်တော်ဘာလို့ဓာကြီးကိုကျွန်တော်မသိတာလဲကိုသူရဆိုတော့ပုံမှုနဲ့ကန်ဆယ်လို့နေမှာဆိုတော့အဲ့တော့ကန်ဆယ်အောင်လို့ကျွန်တော်တခါတည်းကျွန်တော်လူတွေအတွက်လိုက်ပြီးတော့ပြပေးမယ်ပေါ့နော်ဒါကတော့ကျွန်တော်အခုရောက်နေတဲ့ဟာက mock-up room လို့ခေါ်တာပေါ့နော်ဆိုတော့ကိုသူရနဲ့ပြင်ထပ်ပြီးတော့တွေ့ပြီနော်ကျွန်တော်ဒီကပြချင်တာတော့ဒါကျွန်တော်တို့ပုံမှန်တချို့ကျွန်တော် live စုံစမ်းတဲ့ကွန်ဒိုတွေစောက်ပြီးွားတဲ့ဟာတွေဘာဖြစ်သွားလဲဆိုတော့အလုံး final ပြီးွားတော့မှသွားကြည့်ရတာဖြစ်တဲ့အတွက်ကြောင့်အထဲမှာဘာတွေနဲ့လုပ်ထားလဲဆိုတော့ကျွန်တော်တို့မတွေ့ရဘူးဒီကောင်ကိုသူက share wall လို့ခေါ်တယ်ကျွန်တော်တို့ပုံမှန်တွေကဒီလိုမျိုးတွေဒီမျက်နှာတွေလိုမျိုးအုပ်တွေအများကြီးစီတာပေါ့နော်ဆိုတော့ဒီ building ကကြတော့သူကဒီလိုမျိုး share wall concrete အပြည့်ဒီလိုမျိုးလုံးဝလောင်းလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ငလျင်တန်ကို 8.0 တိတော့ခံနိုင်ရပို့ပြီးတော့ရှိပါတယ်ပေါ့နော်ကျွန်တော်တို့တာမန်အုပ်စီတာထက်ဒီလိုမျိုး concrete အပြည့်လောင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့မိသားစုအတွက်ကောကိုယ်တိုင်အတွက်ကောကိုယ့်အဖေမိတွေအတွက်ကောအဲ့ဒါလေးကလည်းနည်းနည်းထည့်ပြီးထည့်သွင်းစဉ်းစားသင့်တယ်ပေါ့နော်ဆိုတော့ဒီဟာလေးကို share wall လို့ခေါ်တယ်နော် general knowledge ပြောပြတာနောက်ကြလို့ရှိရင်ကွန်ဒိုတွေဘာတွေသွားပါတော့မယ်ဆိုရင်အကျန်းနဲ့သွားကြည့်အဲ့ဒါကအကောင်းဆုံးပဲအကျန်းနဲ့သွားကြည့်လို့ဒီလိုမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးအုပ်တွေစီရသွားဟဲ့အောင်နေမင်းတို့ကရှီးအောင်မဟုတ်လားဘာညာဒါကတော့ဘဟုတုတလေးပြောပြနော်နောက်တစ်ချက်လိုက်ပြီးတော့ပြဒီမှာ main door တွေဆိုရင်လည်း तू ကမီးတံခံနိုင်တဲ့ main door တွေပေါ့နော်သူ့ရဲ့ lock system ကိုကျွန်တော်ပြဘာညာကြောက်စရာကြီး1 2 3 4 5 6 7 8ဒီမှာဒီအုပ်တွေမှာလည်းရှိသေးတယ်အများကြီးပဲတော့အဲ့တော့မီးပေးပါပေးညာပေးလဲတော်တော်လေး safe ဖြစ်တယ်လို့ပြောလို့ရတယ်ဒီအခန်းလေးဆိုရင်တော့ square feet တော့900ကျော်သူကအခန်းအခန်းပါဒီဘက်ကကျွန်တော်အမြင်ကတော့အခုမှမင်္ဂလာဆောင်မှာကျွန်တော်တို့လူတွေအတွက်အဆင်ပြေမယ်လို့တော့ကျွန်တော်တို့ထင်တယ်တော့အောက်မှာလည်းကိုသူရရောက်နေပြီလို့ပြောပါတယ်တော့ကျွန်တော်ထပ်ပြီးတော့လိုက်ပြပေးမယ်ဆက်ပြီးတော့ကြည့်ပါကိုသူရမင်္ဂလာပါမင်္ဂလာပါဘာလို့ကျွန်တော်နောက်မှပြောတာလို့ပေါ့ sorry ပါကျွန်တော်တို့က3လပိုင်းစရောက်တာနည်းနည်းတာဝါ4-5ချက်ဟုတ်နည်းနည်းမြင်သွားတော့ကိုပညာနဲ့ကျွန်တော်စာဖို့တဲ့ချိန်ကအဲ့ချိန်အရင်ရောင်းနေရတဲ့ချိန်လေအဲ့ကြောင့်ချိန်လိုက်တာ sorry ဖြေတာဟောဒါပေမဲ့ခုမိပါသေးတယ်ခုတာဝါ3ဟိုကျွန်တော်ရှေ့ဟိုဗာလေကိုသူရမရောက်ခင်ကျွန်တော်ရှေ့မှာကိုတယောက်နဲ့စကားပြောတာသူကကျွန်တော်တို့ပုံမှန်အထက်မြင့်နေမှာပဲပေါ့နော်ဥပမာထားပါတော့10တက်ရဲ့သူ့ရဲ့မြင့်တဲ့ဟာတွေမှာပဲသုံးတဲ့ foundation ကိုဒီမှာသုံးရတယ်လို့ပြောတယ်အဲ့ဒါပါတယ်ကျွန်တော်တို့ဟို span by foundation ပေါ့ဟုတ်လားကျွန်တော်တို့ဘူးပိုင်လိုမျိုးဒီ building က8ထပ်ပဲရှိရယ်8ထပ်ကိုပေ140 150အထိ foundation လုပ်ထားတယ်ပြီးရင် structure က shear wall structure ပေါ့ဆိုတော့ကျွန်တော်တို့ငလင်းတန်းကိုပုံမှန် structure နဲ့ပို့ခန့်နိုင်တယ်ကျွန်တော်ဟို shear wall ကတော့ခုနကကျွန်တော်သွားကြည့်တာတော့ဟုတ်သူကအဲ့ဒါကဘယ်ဟာနေစပြီးတော့shear wall လို့ပါတော့စပြီးတော့ဖြစ်တယ်ကျွန်တော်လည်းအခုမှမြင်ဘူးတာshear wall structure ကကျွန်တော်တို့ high rise building ပေါ့နော်ဟုတ် high rise building အတွက်သူကကြောရိုးလို့လောက်ထားပြီးတဲ့ဟာပေါ့နော်အခုကခုနကကျွန်တော်နည်းနည်းနောက်ကျသွားတာ sorry ပါအခုဘယ်လူအခန်းတွေကိုကြည့်ထားလဲကျွန်တော်လည်း line မှာပြောထားတာ3 bedroom လိုချင်တာဆိုမင်္ဂလာဆောင်ဟုတ်ကျွန်တော်တော့မင်္ဂလာဆောင်ပင်းနေဖို့ပေါ့နော်ဟုတ်ကျွန်တော်က room လေးတွေတွားကြည့်တာတော့ပုံမှန်ကျွန်တော်တို့မှန်နေရှိတယ်ဗျာဟုတ်ကဲ့မှန်တွေကဟိုကျွန်တော်တို့
ဒီတအားအထက်မြင်တော့မှမြင်သွားလေလေရဲ့သူ့ရဲ့တိုက်နိုင်တဲ့သူကမိုင်းပါအာဝါပါညာသူကများတယ်ဗျာသူကဒီလိုမျိုးဟာတွေမှာဆိုရင်ဗာလဲဒီ double glass လား ဟို double glass temper glass ပေါ့ သူကဒီလိုမျိုးမှန်တဲ့ထက်ပေါ့နော်မှန်တဲ့ထက်လောက်ရမဲ့ဟာတွေသူကဒီရှစ်လွှာမှာအကုန်လုံးထည့်ပေး အ ထား ကုန်လုံးထည့်ထားတယ် sound proof ဖြစ်တယ် hit proof ဖြစ်တယ်ဘာလို့ဆိုရာသီဥတုအပြင်ကအရင်ပူဝင်တော့မှအထဲမှာအများကြီးတက်တာတယ် sound proof ကတော့ကျွန်တော်ဘုန်းကတော့သွားတော့စမ်းကြည့်ပါတယ်ဘုန်းကဒီကအကိုတယောက်နဲ့ရှင်းမမီးစက်ကြီးနှိုးထားတဲ့ဟာတကားဖွင့်လိုက်တော့ဟိုးပိတ်လဲဟောတော်တော်ကြီးသိတာ တော့ကကိုပညာအတွက်ဆိုရင်ဒါအိမ်မှာ studio လုပ်ချင်တယ် reaction လုပ်မယ်အတန်သွင်းမယ်ဆိုရင်အရင်အဆင်ပြေ ဟုတ်အဲ့တော့ဒီဟာလေးတွေလေဘလို့ payment plan လေးတွေရယ်ပြီးလို့ရှိရင်ဘဏ္ဍခန်းကြံသေးတယ်ပေါ့နော်စုစုပေါင်းထုံမှာတော့အကုန်လုံးစိုးအောင်နေပြီဆိုတော့ကြောက်စရာကြီးတို့ ကိုပညာကျွန်တော် ပေးနေတယ် ကိုပညာကျွန်တော်ပြောတာလေဟိုဟာဒီပိုင်ဆိုင်မှုလဲလိုချင်တယ်ဟိုဟာဘတ်ဂျက်အများကြီးမသုံးချင်ဘူးဆိုတော့တကယ်အဲ့ကြောင့်မလို့ကျွန်တော်ကိုပညာကိုတတိရလိုက်တာ ဟုတ် ဒီမှာကတော့မြောက်တကုံမှာသူကပုံမှန်40 60မှာစောက်မယ်ဆိုရင်ကွဲမြေအောက်ခန်းမှာစိုင်ကန်းဖြစ်သွားမယ်ကားပါကင်မရအောင် ဟုတ် ဆိုတော့အခုတကုံလမ်းမ project ကနံပါတ်1ကားပါကင်ရမယ် ဂိတ်တဲ့ကွန်ပေါင်းစနစ်ဖြစ်မယ်အိမ်ရဝင်းနဲ့ဖြစ်သွားရင်နောက်တစ်ခုမှအိမ်ရဝင်းနဲ့နဲသွားရင်နောက်တစ်ခုကခုနကကိုပညာပြောလို့မြေကွက်တစ်ကွက်ဝယ်မယ်ဆိုရင်အခုချိန်ဆိုရင်အနည်းဆုံး8000 1000လောက်တော့ပေးရမှာပဲ ဟုတ် အဲ့လောက်ပေးစရာမလို2 bedroom ဆို4500 3 bedroom ဆို6500ဝန်းကျင်ကိုမှအောင်ပေးမယ်ပဲပေးပြီးရင် one year 12လအကြီးကြဒီလိုကိုပညာကိုတော့နည်းနည်းလောက်ပါအောင်အဲ့ဒါကြောင်လုပ်ပေးပါအောင်ဆိုရင်ကျွန်တော်စီစဉ်ပေးရမှာပေါ့ဟုတ် မလုပ်ပေးလို့တော့ဘယ်ရ ဟုတ်လုပ်ပေးမယ်လေ အဓိကဟိုပါကျွန်တော်သေချာလေးလေးကျွန်တော်လိုက်ကြည့်ပြီးသွားပြီ ဟုတ် ကျွန်တော်အာမခံပေးတဲ့လူတွေနဲတယ်ပေါ့နော် ဟုတ် ကျွန်တော်ရှေ့မှာလည်းအာမခံပေးခဲ့တဲ့လူတွေကအဲ့လိုမျိုးစိတ်ပြက်သွားတဲ့လူတွေကရှိကိုမရှိတာပေါ့နော်အဲ့တော့ကျွန်တော်အာမခံပေးတဲ့ဆိုရင်တော့စိတ်ချပြီးတော့လာကြည့်လို့ရတယ်ဒီဟာလေးလည်းကျွန်တော်ဆောင်းပြီးသွားလို့ရှိရင်လည်းနည်းနည်းထည့်ပြီးတော့ထပ်လာခဲ့မယ်လေဈေးလည်း short ပေးမယ်ဆိုတော့ဒီနော် မဟုတ်အခုရှုပ်ပေးမယ်လေအခုယူလေ ဟာချက်ချင်းလားโอเคဆိုတော့ ဟုတ် ဒီမှာကစုစုပေါင်း6ခု စုပေါင်း building 6လုံးရှိရယ် building 3လုံးကရောင်းပြီးသွားရယ်နောက် building 3လုံးကတော့ကျွန်တော်နောက်တစ်လုံးပဲကျန်တယ်ဖွင့်ဖို့ကျန်တယ်ပေါ့နော်ဒီ building 3ကတော့ကျွန်တော်28 29 30မှာ grand launch လုပ်မယ် ဒီလ လာကုန် ဟုတ် grand launch လုပ်မယ်ကိုပညာလာကြည့်တဲ့အချိန်နဲ့ကွက်တိပေါ့နော်ကိုပညာနဲ့ အဲ့ဟိုအဲ့ဒီပွဲမှာလာကြည့်တဲ့သူတွေအတွက်ကိုဗာလေးတွေပေးဖို့စီစဉ်ကြည့်တယ် cashback ပေးမယ်300ကိုပညာဗီဒီယိုကြည့်ပြီးတော့လာဝယ်လေးလို့ပြောပြီးပါအဲ့ဒါ cashback 300ပေးပါမယ် 300ရှုပ်ပေးမယ်နော် ဟုတ်လား ကိုပညာစကားတစ်ခွန်းက300တန်တယ်ဘာရှုပ်လို့မရ နော်အဲ့တော့လာခဲ့လိုက်300 cashback ပြန်ရမယ်ပေါ့နော်ဒါဒီလ28 29 30 29 တောက်ကြစနေတနင်္ဂနွေ3ရက်နေရာကတော့ကျွန်တော်တို့ဒါမြောက်တကုံ46လမ်းဆုံး ဟုတ် ဘာထူးလမ်းနဲ့ပြည်တော်စုလမ်းတောက် ဟုတ် ဒါပေမဲ့ဒီနေရာတော့ရှေ့တကုံကျသွားတာ3ရက်ကွက်ပေါ့ဒါပေမဲ့ဘာထူးလမ်းမှာဒဲဝင်ပဲဒဲဝင်တလမ်းပဲဝင်ရတယ် လမ်းလဲတာတယ်ကျွန်တော်တို့ဒီ main လမ်းတွေကလောက်တာတော့ ဟုတ် အဓိကတော့ဟိုရှိမှဆိုင်းဘုတ်ကနည်းနည်းဟိုဟာနဲ့ကိုယ်နေတော့လေပြစ်ပင်နဲ့ကိုယ်နေတော့ကျွန်တော်လည်းမတွေ့လိုက်တာကျွန်တော်ဒီရှိကိုကျွန်တော်ခဏဖြတ်တယ် အဲ့ဆိုင်ဖို့ကိုပညာဝယ်ပြီးတော့ရင်ကိုပညာရုံနဲ့တင်မယ် လက်ချ ပြင်လမ်းမှာပြောင်းပေးမယ် လမ်းနဲ့မေးပါဟုတ်လား ဘူပြိုလမ်းကနေပြီးတော့ကိုပညာလမ်းဒါမှမဟုတ်ပညာ road ဟုတ်အဲ့ဒါဆိုလုံးဝ ပိုင်းရနော် Google Map တွေမှာပါတခါတည်းပြောင်းနော်တော့ဒီ cashback လေးပြန်ပေးတဲ့အတွက်လည်းကျေးဇူးများပဲတင်ပါတယ်ဒါကျွန်တော်ရဲ့ဗီဒီယိုကနေမှတစ်စက်လာပြီးတော့ကြီးမဲ့သူတွေကိုဒါဝယ်မဲ့သူတွေကိုပေါ့နော်လာကြည့်တဲ့သူတွေကိုတော့ cashback မပေးဘူးပေါ့နော်ဝယ်မှာ300ရအောင်နော် အခုကလောလောဆယ်တော့ကိုပညာရောင်းဖို့ကတော့အခန်း20 20ခန်းပဲကျန်တော့မယ် ဟုတ်တယ်ဆိုတော့အဓိကသိန်းကိုဒီလိုတောင်းကနန်းမရောက်ခဲနဲ့နော်ဒီမှာကိုမှ installment အဆင်ပြေပြေနဲ့ရတယ်ဆိုတော့ဇိုးပေါ့နော်လမ်းလည်းတာတယ်တော့ဒီမှာလာဝယ်ကြရတဲ့တော်တော်များများကဘလူတွေများကြလဲအသက်အရွယ် age အရာ ကိုပညာဒီမှာဆိုရင်investor တွေများတယ်ဒုတိယတစ်မျိုးကတော့ခုနပြောလို့ပေါ့မြောက်တကုံမှာမြေစည်းအတိတဲ့အတိုင်းပဲ1000ခွဲလောက်မှအိမ်တစ်လုံးရမယ်အဲ့တော့6000ဝန်းကျင်နဲ့အိမ်တစ်လုံးရအောင်ဒီနေရာမှာဝယ်နောက်တစ်ခုကလေကျွန်တော်တို့ရဲ့အားသာချက်ကဒီ building က2029 February မှာအမှနောက်နေ့ အဲ့တော့တိတ်တော့မလို့တော့90 17 12 အဲ့လို project တစ်ခု 6လလောက်ပဲလို့ တနေ့အကြီးကြရတယ်လေတခြား condo ဆိုရင်ဒီအနေထားပြီးပြီဆိုရင်50ခန်းလုံးပေး အဲ့တော့invest လုပ်မဲ့သူတွေအတွက်လည်းအဆင်ပြေ မှန်တယ်အခုရေးပေါ့ဗျာ အဲ့ပဲ အခုရေးပေါ့နဲ့
ဒီကျွန်တော်တို့ project ကဒီလိုလုပ်ပေးနေတယ်ကိုပညာရဲ့မိတ်ဆွေလည်းကြည့်လို့ရတယ်ကိုပညာကိုယ်တိုင်လည်းအခုကျွန်တော်နဲ့ချိန်မိသွားတယ်အခုကိုပညာကိုယ်တိုင်လည်းအခန်းကောင်းကောင်းလေးတစ်ခန်းရသွားတယ်ဒါကျွန်တော်ကျေးဇူးတင်ပါတယ် ဟုတ်နောက်တစ်ခုကျွန်တော်ကြိုက်တာလေ ဟုတ် ဒီပါလေ kitchen တွေကကျွန်တော်တို့တော်တော်များများတခြားကွန်ဒိုတွေဆိုရင်အဲ့ဒီ kitchen ကဘယ်လိုပြောရမလဲဆိုတော့ block ဖြစ်နေတာလေ ဟုတ်ကဲ့ အခုကမှန်လေးတွေက တချင်းကတကားပေါက်အပြစ်ပါတယ်ကျွန်တော်တို့ delivery standard ဆိုရင်အခုလိုမျိုးကျွန်တော်တို့တမီတာပတ်လေကျွေပြားကတ်ထားတဲ့ဟာလဲကျွန်တော်တို့ကနှစ်ပေကျွေပြားတွေကတ်ပြီးတယ် ကိုယ့်ဘက်က furniture ပဲထပ်ထည့်ပြီး ဟုတ်တယ်ခန်းဝင်ပစ္စည်းတော့ကိုယ့်ကိုစီလာမှာပေါ့နော်โอเค ကျွန်တော်တို့ရဲ့မင်္ဂလာဆောင်ကြားလို့ရှိရင်တဲ့သူက3ခန်းတွဲရဲ့ဈေးကိုကျွန်တော်90ရာခိုင်တော့မင်္ဂလာလက်ဖွဲ့မှာတဲ့ကျွန်တော်ပြောကျေးဇူးများတင် ဒါဗီဒီယိုမှာတော့ကျွန်တော်လက်ခံလိုက်မယ်ပြီးတော့ဖုန်းဆက်ရင်ဈေးဝယ်ပြီးသွားရင်ဖုန်းမကင်တော့ ဘလောလိုက်တာတော့ပါနော်ဆိုတော့အဲ့တော့အဓိကပြောချင်တာကတော့ဗောနော်လာကြည့်ဖို့ကျွန်တော်ကတော့အဓိကဟိုကိုယ်တိုင်လည်းလာကြည့်တယ်ကျွန်တော်တော်တော်လေးကြိုက်တွေ့တဲ့ထဲမှာပါတယ်ဗောနော်ဆိုတော့ဒီမှာမြင်နေရတဲ့ဟာတွေကသက်သေပဲဟိုလိုမျိုး for show လည်းမဟုတ်ဘူးပြီးပြောရင် property စီကံမြန်မာဆိုတာကလည်းနာမည်တစ်လုံးနဲ့ရက်တည်နေတာလေဆိုတော့အဲ့တော့ လုံးလေးနဲ့ရက်တည် တစ်လုံးနဲ့သူကတော့နှလုံးကိုသူရဆိုတော့ဆိုတော့ကိုသူရအာမကန်တာမကန်တာဒါတော့ထားတယ်ကျွန်တော်ကတော့အာမကန်တယ်ဆိုတာဒီမှာလဲရောင်းနေရတယ်ကျွန်တော်တို့တွေ့ရတယ်ပြီးတော့လို့ရှိရင်ခုနကလိုမျိုးကျွန်တော်တို့သူများနဲ့မတူတဲ့အထဲမှာပေါ့နော်ဒီ foundation ကအစားပြီးလို့ရှိရင် wall တွေကအစုံပေါ့နော်အဲ့လိုမျိုးလေးတွေကကျွန်တော်တို့အကျန်းတယ်တဲ့အခုလက်ရှိမှာကိုယ်တိုင်လာကြည့်လို့ရတယ်နော် instrument ကိုလည်းဒီဘက်ကနေဘန်နဲ့မဟုတ်ဘဲနဲ့ကိုတို့ပဲတွင်းရမှာဟုတ်တော့နော် မှန်တယ်ကျွန်တော်တို့ပဲဟိုကဆိုင်းဆန်နိုင်မလို့ နော်တော့မမဲ့ချရင်ရဆိုတော့အဲ့တော့ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဘန်နဲ့ကျွန်တော်တို့ခဏခဏတွေဟိုဟာတွေပြရတယ်ဒီဟာတွေပြရတယ်ဆိုတော့အဲ့ဒီကိစ္စလည်းခေါင်းရှုပ်သက်တာတယ်နော်နောက်တစ်ခုက invest လုပ်ချင်တဲ့သူတွေပေါ့နော်ကိုယ့်လက်ထဲမှာငွေ6000 9000လောက်စုထားတဲ့သူတွေကို invest လုပ်ထားပြီးတော့နောက်တစ်ချိန်အခုလာမယ်ဒီ2029 February မှာခန်းအပ်မှာဆိုတော့အဲ့ကြတော့မှပြန်ပြီးတော့ဈေးကလည်းမြင့်လာမှာဗျဆိုတော့အဲ့ကြတော့မှပြန်ပြီးထုတ်ရောင်းခြင်းတဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ဆိုတော့နိုင်ငံသားမှာကိုယ့်ရဲ့ညီကိုတွေပေါ့နော်ငွေတွေစုထားပြီးတော့ကိုယ့်ရဲ့အဖေအမေကိုဝယ်ပေးချင်တာမျိုးတွေပဲဖြစ်ဖြစ်ဒါကိုနိုင်ငံသားကနေဒီမှာပြန်လာလို့နေဖို့အတွက်ပဲဖြစ်ဖြစ်ဒီလိုမျိုးတွေဆိုရင်အဆင်ပြေတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့နေရာကတော့ဗိုလ်မှူးပါထူလန်းနဲ့ပြည်တော်စုလန်းတောင်းလို့ပြောရမှာပေါ့ဟုတ်ကဲ့နော်ဆိုတော့ကျွန်တော်ဒီမှာစာတန်းလေးရေးပေးလိုက်မှာပေါ့နော်ဆိုတော့ဒီမှာလဲကျွန်တော်တို့ဖုန်းနံပါတ်လေးတွေလည်းဖော်ပြထားတယ်အဲ့ဒီကိုလည်းတိုက်ရိုက်ဆက်လို့လည်းရတယ်လမ်းလေးညွှန်ပေးထားတယ်မသိလို့ရှိရင်လည်းချက်ပေါက်ကနေလာမေးနော်အားလုံးအာမနာနဲ့မေးလို့ရတယ်ပေါ့နော်ကျွန်တော်လည်းအာမနာနဲ့တကွန်းကွန်းနေဆက်ပြီးတော့မှမနေ့ appointment တောင်းရတယ်သူကတအားနာမည်ကြီးပြီးတော့ဟိုမြန်မာနိုင်ငံမှာအကြီးဆုံး empire ကြီးဖြစ်သွားတော့တို့ပြန်ဆောင်အောင်လို့နော်ကိုပညာကိုကျွန်တော် တွေ့ဖို့တော့ကိုတော်နဲ့တိတ်ငယ်သွားတယ်စောင့်ရတာအဲ့လိုမျိုးဆိုတော့နော် ကိုပညာ fan တွေကျွန်တော် report ထုတ်တော့မယ်ဘာကောင်းလဲဆိုရင် ဆိုတော့ live ပြီးတော့ရှင်းပြပေးတာလည်းကျေးဇူးပဲတင်ပါတယ်ဒီလေးလည်းအဆင်ပြေအောင်လုပ်ပေးတာလည်းကျေးဇူးပဲတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကနေမှလာပြီးတော့ဝယ်မဲ့ကျွန်တော်ထက်ကြီးတဲ့ဒါဦးလေးတွေအကိုကြီးတွေသူတို့ကိုလည်းအဆင်ပြေအောင်လုပ်ပေးလိုက်ပါဦးเนาะဒါလေးလည်းကျွန်တော်တခါတည်းမှာပေးခဲ့တယ်เนาะတော့ကျွန်တော်တို့ဒီကြားလို့ရှိရင်ကျွန်တော်တို့အတူတူတွေ့မယ်ဘာလို့လဲဆိုတော့ကျွန်တော်လည်းဒီမှာနေမှာဆိုတော့လေเนาะအားလုံးမိသားစုတွေပြောပပပါเนาะတော့ဆုံးဖြတ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးပဲတင်ပါတယ်ဒီပါအားလုံးမတရပါ